ဘာကြောင့်အဆက်အသွယ်ဖြစ်ခဲ့လဲမမေးချင်တော့ဘူးเนาะသိလည်းမသိချင်တော့ပါဘူးဒါဟာစိတ်ကိုယ်လို့မဟုတ်ပဲမသိစေချင်တဲ့အရာကိုမမေးချင်တော့တာပါမင်းဘဝထဲအရင်စခေါ်တယ်ပြောမင်းကိုယ်တိုင်ပဲအလွယ်တကူဆွလွန်တယ်ဘာအကြောင်းမှမပြောဘဲရုတ်တရက်ဆက်သွယ်ဖြစ်သွားတယ်ကြံခဲ့ရင်လည်းနေခဲ့ပါမယ်ကြံခဲ့ဆိုလည်းကြံခဲ့ပါမယ်မင်းစီကမချစ်ဘူးဆိုတဲ့စကားနဲ့တင်အနေခဲ့ဖို့လုံလောက်ပါပြီချီရေတခါတည်းကြားလို့ရှိရင်ပေါ့နော်ကိုကဒီ relationship တစ်ခုကိုဆက်ပြီးတော့သွားချင်တယ်ဆိုလို့ရှိရင်တိုင်ပင်ကြတယ်ဆွေးနွေးကြတယ်ပြန်ပြီးတော့မှတောင်းပန်တာမျိုးတွေလုပ်ကြတယ်ဒါပေမဲ့တစ်ဖက်ကမလို့ချင်တော့ဘူးတစ်ဖက်မှာငါချစ်ရတဲ့သူရှိလာပြီးဆိုရင်တော့တခြားပေါင်းနောက်ဆုတ်ပါဘာဖြစ်လို့လဲဆိုတော့အဲ့နောက်ဆုံးမှာအနာကျင်ရဆိုတော့ကိုယ်ပဲဖြစ်နေတယ်လို့ပါဒါက Jasmine ကိုယ်တိုင်ကြုံခဲ့ရတဲ့အရာပေါ့နော် Jasmine တစုံတယောက်စီမှာဒူးထောင်မတက်တောင်းမှခဲ့ဘူးပဲဘာဖြစ်လို့လဲ Jasmine ဆုံးရှုံးရမှာကြောက်လို့ပေါ့နော်ဒါပေမဲ့နောက်ဆုံးကဘာဖြစ်သွားလဲဆိုတော့ငါကဟိုဘက်ကမိန်းကလေးကိုအားနာတယ်ဆိုတဲ့စိတ်နဲ့ပြီးတော့ဒီသူ့ကိုပဲငါရီစားတော်တော့မှာဆိုတဲ့စကလုံးတွေက Jasmine ကိုဒါနဲ့ဆက်ထိုးသူလိုနာကျင်နေခဲ့ရပေါ့နော်အဲ့အချိန်မှာ Jasmine ဘာလုပ်မိလဲ Jasmine လုပ်မိရဲ့အမားကပါလဲဆိုတော့ Jasmine သူ့တောင်းပန်မိရဲ့ပြန်လာခဲ့ပါဘာအကြောက်ပဲဖြစ်ဖြစ်ငါစီရအောင်ပြန်လာခဲ့ပါဆိုရဲတောင်းပန်စကားပဲပြောဖြစ်တယ်ပြီးတော့နောက်ဆုံး Jasmine ဘလောက်တော့အုံတော့မရှိတဲ့လုပ်ရမျိုးလုပ်ခဲ့တယ်တိလားသူ့စီမှာစိတ်မပါတော့လို့မပြောလို့ရှိရင်ပြန်လာခဲ့ပါအမြဲတမ်း welcome လုပ်ပါတယ်ဆိုတဲ့ဒီစကားကိုပြောခဲ့မိတယ်တကယ်တော့ဒါ Jasmine ကိုမလေးစားတဲ့သူတယောက်ကို Jasmine ကအဲ့လိုခက်ခက်ရရကြီးဖြစ်နေခဲ့ရနော်ဒီဟာလုံးဝမကောင်းဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းမှာကိုယ်တန်ဖိုးနဲ့ကိုရှိရကွာတိလားဒီလူတယောက်ကမချစ်ဘူးပြောတာကိုကဘာပြတ်မတက်ခံစားခဲ့ဘူးတဲ့ဆိုတာဒီအရန်ကိုမှတ်ညံရန်ကိုအောက်ဆုံးထိရောက်နေတဲ့အချိန်ဖြစ်တယ်ပြီးတော့မှဒီနှလုံးသားကခိုင်းစီတဲ့အချိန်ဖြစ်ရင်လည်းဖြစ်နေမှာပေါ့နော်အုံနောက်ကစကားပြောလာပြီးအုံနောက်ကအလုပ်ပြန်လုပ်လာပြီးဆိုရင်ဒီလူဟာဘာမှမဟုတ်တော့ဘူးအဲ့မှာ Jasmine စကားတစ်ခုပြန်ပြောလိုက်တယ်မနေ့ကငါပြောခဲ့တဲ့သူ့စီမှာအစင်မပြေတော့ရင်စိတ်မပါတော့ရင်ပြန်လာခဲ့ဆိုရင်စကားကငါရုပ်သိမ်းတယ်ဒီစကားကငါမပြောခဲ့ဘူးဆိုပြီး Jasmine ပြန်ပြောလိုက်တယ် Jasmine မူအွန်လို့ပို့ Jasmine စူးစမ်းခဲ့တယ်ပေါ့နော်ဒါတိတ်လွယ်ပါတယ်ကိုပြန်ချစ်လိုက်တဲ့အချိန်မှာ Jasmine အစီပြေသွားတယ်တခြားသူတယောက်ကမချစ်ဘူးပြောတာကိုကဘာပြတ်မတက်ခံစားခဲ့ရတဲ့အချိန်ညတနိုင်ထိမအိပ်ပဲနေခဲ့ရတဲ့အချိန်ပေါ့နော်မအိပ်ဘူးဆိုတာဒီတိုင်းမဟုတ်ငိုခဲ့ရတာအဲ့ချိန်ငိုခဲ့ရတာဒီခံစားချက်ကိုအရင်ချစ်ဘူးတဲ့သူတွေသိမလားအုံနောက်ပျောက်ဆုံးတဲ့အချိန်ပုံစံမျိုးကိုပျောက်ဆုံးသွားတဲ့အချိန်ဒီချစ်မိဘူးတဲ့သူတွေတော်တော်များခံစားမှုပါမှာခံစားခဲ့ဘူးကြမယ်ထင်တယ်ဘာလို့ဆိုတော့လူတိုင်းမှာအချစ်ဦးဆိုရဲသူရှိကြတယ်ဒီအချစ်ဦးနဲ့ဘာကြောင့်လွဲခဲ့လဲဘာကြောင့်နာကျင်မှုတွေဖြစ်ခဲ့ရလဲဆိုတာကတော့ Jasmine နဲ့ဒီခံစားချက် feeling ပေါ့နော်တူတဲ့သူတွေရှိမယ်လို့ Jasmine မျှော်လင့်ပါတယ်